ကျွန်တော်အခုလက်ရှိရောက်နေတဲ့နေရာကတော့ဒါစွန့်ပစ်ရေစိုးကန်ပေါ့နော်စွန့်ပစ်ရေစိုးကန်ဒီကနေပြီးတော့မှစွန့်ပစ်ရေစိုးကန်ကနေပြီးတော့ထွက်လာတဲ့ biogas ပေါ့မီသိန်းပေါ့မီသိန်းတွေကိုဒီနောက်ကကိုနောက်မှာနှမ်းမြင်နေတဲ့ဘူပေါင်းထဲမှာသွားစုတယ်စုပြီးတဲ့အခါကျတော့ဘယ်လိုလုပ်လဲဆိုတော့ဒီမှာဒီအဝါရောင်နေရာလေးမှာအဲ့နေရာလေးမှာသွားပြီးတော့တက်စစ်မီထုတ်တာပေါ့နော်ဒီကထွက်လာတဲ့မီသိန်းကိုသုံးပြီးတော့တက်စစ်မီထုတ်တာတက်စစ်မီထုတ်တယ်ဒါကဒီမှာ biogas ဘယ်လိုထုတ်လို့ရတယ်ဆိုတော့ဒါလိုက်ပြတာအခုလက်ရှိရှိနေတဲ့နေရာတော့ဒါပုံပြေးမျိုးကစက်ရုံလေးဦးမှာပေါ့နော်စက်ရုံလေးဦးမှာလူတွေကလက်စစ်ကိုထုတ်လို့မရဘူးလက်စစ်မီးတွေပြတ်တယ်ပါညာအော်မဲ့စားအခုလိုမျိုးစီဝါရေးမိဖက်လုပ်ပြီးတော့ပူအောင်ပြီးတော့လက်စစ်တွေထုတ်မယ်ဆိုရင်အကျိုးမြတ်အများကြီးရနိုင်တယ်ဆိုတာကိုဒါလက်တွေ့ပြတာဖြစ်ပါတယ်